အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်တို့ strawberry ကိုကိုယ်တိုင်ခူးပြီးကိုယ်တိုင်စားဖို့အတွက်ကိုကျွန်တော်တို့ cycle စီးပြီးတော့တိုက်ချုံကတဟူးမျိုးနဲ့မှရှိတဲ့ရွာလေးကိုကျွန်တော်တို့သွားနေတာဖြစ်ပါတယ်ထိုင်ဝမ်မှာလည်းအရင်အေးတဲ့ဆောင်းရင်းကာလရောက်နေပြီပို့လို့ strawberry တီးတွေကလည်းအများပြားတီးနေပါပြီဆိုတော့ကျွန်တော်တို့ပြူးလီမျိုးဒီဇင်ဘာချမ်းမှာရှိတဲ့ strawberry ကိုကိုယ်တိုင်ခူးပြီးစားတဲ့ feeling မျိုးကျွန်တော်ဒီမှာတစ်ခါပြန်ပြီးတော့ရရှိခဲ့ပါတယ်အခုကတော့ကျွန်တော်တို့အဲ့ကားလမ်းနှစ်ပြီးမှာပဲရှိတဲ့ဒီ strawberry cycling နေရာတွေကိုကျွန်တော်တို့ရောက်နေပါပြီအဲ့ကားလမ်းပြီးတစ်လျှောက်မှာ strawberry cycling ကိုယ်တိုင်ခူးကိုယ်တိုင်စားလို့ရတဲ့ cycling ပေါင်းများစွာကျွန်တော်တွေ့ရပါတယ်အခုတွေ့ရတဲ့အတိုင်းပဲ strawberry ကိုမြေပေါ်မှာစိုက်ထားခြင်းမဟုတ်ဘဲနဲ့သူကစင်လေးတွေလုပ်ပြီးတော့အတန်းလိုက်စိုက်ထားတာမျိုးကိုကျွန်တော်တွေ့ကြရပါတယ်အဲ့တော့ဧကအကလည်းမြေဧကကလည်းအကျယ်ကြီးပါ strawberry တီးနေရလဲအများကြီးတီးနေပါတယ်ကျွန်တော်တို့ကစောစောစီးစီးသွားတာဖြစ်တဲ့အတွက်တခြားသောဝယ်သူတွေမလာသေးပဲနဲ့တခြားသောဧည့်သည်တွေမရောက်သေးတော့ကျွန်တော်တို့စိတ်ကြိုက်ကိုကြိုက်တာကိုခိုးပြီးတော့ကျွန်တော်တို့လက်ဆက်ဆက်ကျွန်တော်တို့စားခဲ့ပါတယ် strawberry ကြိုက်တဲ့သူမို့လို့ strawberry တွေအများကြီးတွေ့နေတဲ့အချိန်မှာစိတ်ထဲမှာလည်းအရန်ကိုပျော်ရွှင်ပြီးတော့အဝကျွန်တော်စားခဲ့ပါတယ်စားခဲ့တာဖြစ်တဲ့အတွက် strawberry ကိုမုန်းလောက်အောင်ဖြစ်သွားခဲ့ပါတယ်အခုမြင်တွေ့ရတဲ့အတိုင်းဘေးတစ်ဖက်တစ်ချက်မှာ strawberry တီးနေတာအရန်ကိုများပါတယ်အပြင်မှာဆိုရင်ဒါကျွန်တော်တို့အရန်လှပါတယ်အသီးလေးတွေကတကယ်ကိုစားချိတ်စပွဲအသီးလေးတွေတွေ့ရပါတယ်ချန်ပိုင်ရှင်ကတော့မရှိပါဘူးချန်ပိုင်ရှင်ကသူခန့်ထားတဲ့ဝန်ထမ်းတွေပဲထားတာပါတယ်ကျွန်တော်တို့ချင်းတောင်းတစ်ခုပေးပါတယ်ကကြီးတွေပေးပါတယ်ကိုကြိုက်တဲ့အတီကိုခိုးပါခိုးလို့ရတာတဲ့ဟာကိုသူတို့ကကီလိုနဲ့တွက်ပြီးတော့ပြန်ပြီးတော့ရောင်းပါတယ်1ကီလိုကို800ဝန်းကျင်900ဝန်းကျင်ရှိပါတယ်ကျွန်တော်တို့ကတော့ထိုင်ဝမ်ဒေါ်လာခိုးပြီးတော့ကျွန်တော်တို့ချိန်လိုက်တဲ့အချိန်မှာပေါ့ထိုင်ဝမ်ဒေါ်လာ2000ပေးခဲ့ရပါတယ်ကျွန်တော်တို့အများကြီးခိုးခဲ့ပါတယ်ဒီတိုက်ချုံမျိုးကတဟူးမျိုးနယ်တွေမှာကျွန်တော်တို့ဒီကားလမ်းမတစ်လျှောက်ဒီ strawberry site တဲ့ site ခင်းနေပါပဲအဲ့တော့ကိုတိုက်တဲ့အခင်းကိုတွေ့ရတယ်ကိုကားရက်တို့မဟုတ် site ရက်ပြီးတော့ဝင်လို့ရပါတယ်အခုကတော့ကျွန်တော်တို့ခုခဲ့တဲ့အသီးလေးပါခုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပူလေးနဲ့ထုတ်ပြီးတော့ပေးပါတယ်ဆိုတော့နောက် blog တွေမှာလည်းနောက်ထပ် video တွေမှာလည်းဘယ်လိုမျိုးအကြောင်းအရာတွေကျွန်တော်တင်ပြမယ်ဆိုတော့ကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးကျေးဇူးတင်ပါတယ်